သူတောင်းစားတယောက်ကလက်မျိုးလေးတစ်ချက်ဝေယမ်းလိုက်တာနဲ့တလောကလုံးကအချိန်တွေရုတ်တရက်ရပ်တန့်သွားခဲ့တယ်။သူဟာမျက်စိတမိအတွင်းမှာပဲကားတိုက်တော့မဲ့ကိုဝင်ဆောင်မျိုးသမီးကိုကဲထုတ်သွားခဲ့ပြီးနောက်တစ်စက္ကန့်မှာတော့လမ်းမကြီးဟာပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။တကယ်တော့ဒီသူတောင်းစားဟာသူ့ချစ်သူနဲ့ပြန်ဆုံနိုင်ဖို့အတွက်လူလောကမှာကုသိုလ်လာစုနေတဲ့မတေမျိုးနဲ့ဖျားတစ်ပါးပါ။အဲ့ဒီအချိန်မှာပဲဒုတိယသခင်မလေးဟာဆေးဆိုင်တန်းကိုရောက်လာရင်ဒီသူတောင်းစားနဲ့ဆုံခဲ့ပါတယ်။သခင်မလေးကသူ့ကိုတနာပြီးစားစရာဝယ်စားဖို့ငွေပေးခဲ့တာကြောင့်သူတောင်းစားကကျေးဇူးဆက်တဲ့အနေနဲ့ညာဘက်ကိုဆက်မသွားနဲ့လို့တတိပေးလိုက်ပါတယ်။သခင်မလေးကဂရုမစိုက်ပဲဆက်သွားဖို့လုပ်ချိန်မှာပဲသူတောင်းစားကရှေ့ကိုချက်ချင်းပြေးဝင်ပြီးသခင်မလေးကိုဆွဲဖယ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အပေါ်ထက်ကနေအိုးတလုံးဟာသခင်မလေးရဲ့နေတဲ့နေရာကိုတဲ့ကြီးကျလာခဲ့ပါတယ်။သူတောင်းစားကဆန္ဒတစ်ခုဖြည့်ဆည်းပေးမယ်လို့ပြောတဲ့အခါသခင်မလေးက3နှစ်ကြာတတိမိနေတဲ့သူ့အမောက်ကိုကယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။သူတောင်းစားကလက်ချောင်းလေးတွေနဲ့တွက်ချက်ကြည့်ပြီးနောက်ကူညီဖို့သဘောတူလိုက်ပါတယ်။အိမ်တော်ထင်းကမယုံကြည်လို့မောင်းထုတ်ဖို့စူးစမ်းပေမဲ့သခင်မလေးကတော့သူတောင်းစားရဲ့စမ်းကြဲတဲ့စွမ်းအားတွေကိုယုံကြည်တာကြောင့်အိမ်ကိုခေါ်သွားခဲ့ပါတယ်။တကယ်တော့ဒီသူတောင်းစားဟာစစ်နက်ဖျားဆရာဝန်တစ်ယောက်လည်းဖြစ်နေလို့ပါ။အိမ်ရောက်တဲ့အခါမှာတော့နာမည်ကြီးဆရာဝန်တွေဟာအမဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကမိစ္ဆာအငွေ့သက်တွေကြောင့်ကုသဖို့လက်လျှော့နေကြရပါတယ်။ဘယ်ဆရာဝန်မှမကုနိုင်လို့အားလုံးမျှော်လင့်ချက်မဲ့နေချိန်မှာသခင်မလေးကသူတောင်းစားကိုခေါ်လာတာကြောင့်လူတိုင်းကဝိုင်းလောင်ကြပါတယ်။ဆရာဝန်တွေကလည်းသူတောင်းစားကိုနှင်ထုတ်ဖို့ပြောနေကြတာမို့သူတောင်းစားကထွက်သွားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသခင်မလေးကသူတောင်းစားရှိမှဒူးထောက်ချလိုက်ပြီးရှင်သာကျမအမကိုကယ်နိုင်မယ်ဆိုရင်ရှင်ကိုကျမရဲ့ခင်မုန်းအဖြစ်လက်ထပ်ပါမယ်လို့ကတိပေးလိုက်ပါတော့တယ်။